မင်္ဂလာပါမျိုးတို့ရေဒီနေ့မှာတော့ဘင်းဦးလေးမြို့ကိုရောက်လာသူတိုင်းမဖြစ်မနေတွားရောက်ဖူးမြော်လေးရှိတဲ့သမိုင်းဝင်ရွှေမြင့်တင်စေတီတော်မြတ်ကြီးကျောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဘင်းဦးလေးမြို့ဟာအေးချမ်းသာယာလှပတဲ့ရာသီဥတုလှပတဲ့သဘာဝရှုခင်းတွေနဲ့ကြော်ကြားသလိုသမိုင်းဝင်စေတီများစွာတည်ရှိရာမြို့တစ်မြို့လည်းဖြစ်ပါတယ်အဲ့ဒီထဲမှာရွှေမြင့်တင်စေတီတော်ကြီးဟာဒေသခံတွေရဲ့အထွတ်မြတ်ထားရာကိုယ်ွယ်ယုံကြည်မှုရှိရာဇေဒီတဆူဖြစ်ပါတယ်။ရွှေမြင့်တင်ဇေဒီတော်ကြီးကိုဇေဒီပေါင်း8400ရေကန်ပေါင်း8400တီထားတူးဖော်ခဲ့တဲ့တီရီဓမ္မသောကမင်းကြီးကတည်ထားခဲ့တာဖြစ်ပါတယ်။တီရီဓမ္မသောကမင်းကြီးကပြင်းလင်းကိုရောက်တဲ့အချိန်ကရွှေသမင်များကိုမြင်တွေ့ရာကနေပြီးတော့မှဇေဒီတဆူတည်ထားခဲ့ပြီးတော့ဇေဒီတော်ကြီးရဲ့နာမည်ကိုလည်းရွှေသမင်မြင်ဇေဒီလို့အမည်ပေးခဲ့ပါတယ်။နေ့ကာလရွေးရှားပြီးယခုချိန်မှာတော့ရွှေမြင့်တင်ဇေဒီလို့ခေါ်ကြပါတယ်။ဇေဒီတော်ကြီးရဲ့အနီးမှာရေကန်ကြီးတစ်ကန်ရှိနေပြီးမြို့သူမြို့သားတွေကတော့နှဲ့ရေကန်လို့ခေါ်ကြပါတယ်။ဇေဒီတော်ကြီးရဲ့အနီးဆုံးရပ်ကွက်ကတော့ညံတော်နဲ့ညံခွဲဖြစ်ပြီးရှေးခါကညံပင်ကြီးတွေအများပြားပေါက်ရောက်နေတဲ့နေလို့ညံတော်ရပ်ကွက်ဖြစ်ပြီးညံပင်တွေတစ်ပင်နဲ့တစ်ပင်တပွဲတစ်ပြားပေါက်နေတဲ့နေရာကိုတော့ညံခွဲရက်ကွက်ဖြစ်လာခဲ့တာပါ။ညံတော်ညံခွဲရက်ကွက်ကိုလူတီများနေကြပါတယ်။ဘာကြောင့်လဲဆိုတော့ညံတော်ဖျားပွဲရှိနေလို့ပါ။ဖျားပွဲတော်ရဲ့အမည်ရင်းကတော့ရွှေမြင့်တင်ဖျားပွဲတော်ဖြစ်ပါတယ်။ဒါပေမဲ့အားလုံးခေါ်နေကြတာကညံတော်ပွဲ။ညံတော်ပွဲကတော်တော်စီကားပါတယ်။စီကားလို့ပြုံးလင်းမှာစိုးစကားတစ်ခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုရင်စောင်းတစ်ထည်ပါရင်ရီးစားတစ်ယောက်ရတယ်ဆိုတာပါပဲဆိုလိုတာကညံတော်ပွဲကျင်းပတဲ့ကာလဟာအလွန်ချမ်းအေးလာတဲ့တဘူရဲလာဖြစ်ပြီးတော့ညလုံးပေါက်လာရောက်ကြည့်ရှုတဲ့မိန်းကလေးတွေကညအခါပွဲကြည့်တုန်းမှာအလွန်ချမ်းအေးလို့စောင်းရှိတဲ့ကာလာသားတွေရှိတဲ့နေရာကိုတိုးဝေးဝင်ရောက်ရင်းအချမ်းတန်ကာကွယ်ကြရင်းနဲ့ရီးစားဖြစ်တယ်လို့ဆိုလိုပါတယ်ဟုတ်တာမဟုတ်တာတော့အငင်းပွားစရာဖြစ်နိုင်ပေမဲ့လို့အဲ့ဒီလိုနီးနဲ့အိမ်အောင်ကျသွားတဲ့ဇနီးမောင်နဲ့အများကြီးရှိနေတယ်ဆိုတာကိုတော့မြို့သူမြို့သားတိုင်းသိရှိနေကြပါတယ်ဒီမှာသောကမင်းကြီးတည်ထားကိုခဲ့တော့တမန်းဝင်ရွှေမြင့်တင်ဇေဒီတော်မြတ်ကြီးဖြစ်ပါတယ်ဒီကနေပြောင်းဝင်သွားမှာဖြစ်ပါတယ်ဒါတော့မြင်လေလေးဒါတော့တမန်းဝင်ရွှေမြင့်တင်ဖျားပွဲကျင်းပရာကွင်းဖြစ်ပါတယ်ဒါပဲလို့ရွှေမြင့်တင်ကျင်းပတဲ့ကွင်းကိုတော့လူများသိတာကတော့ညံတော်ကွင်းလို့ဘာကြောင့်ခေါ်လဲဆိုရင်ဘေးရက်ကွက်တွေကညံတော်ညံခွဲရက်ကွက်ဖြစ်တဲ့အတွက်ကြောင့်လို့ညံတော်ကွင်းလို့ခေါ်တာပေါ့နော်ဒါအခုလောလောဆယ်တော့ရှိနေတာကဘာလဲဆိုလို့ရှိရင်အောင်တကူစပွဲကဖို့အတွက်ဒါကျွတ်တင်ပြင်ဆင်ထားတဲ့အနေအထားရှိတယ်အဲ့ညံတော်ကွင်းကရွှေမြင့်တင်ဖျားပွဲကျင်းပတဲ့အချိန်ကကျွန်တော်တို့ဘာလဲဆိုတဘူတွေလာရောက်တဲ့အခါမှာကျင်းပတဲ့အခါကျတော့အဲ့ဒီမှာစောင်းတစ်ထဲပါရင်ရီးသားတစ်ယောက်ရတယ်လို့ဒါအဆိုပြုတယ်။ဘာကြောင့်ရီးသားတစ်ယောက်ရဆိုတော့တပိုးထဲလာရမ်းချမ်းတာကိုချမ်းတဲ့ခါကျတော့ညတော့ဝင်ခုလောလောဆယ်တော့ဒါကအောင်တပူပွဲဆောင်ရွက်ဖို့အတွက်လုပ်ထားတာဖြစ်မှမြင်တွေ့နေရတာတော့ဘာပဲသမိုင်းဝင်ရွှေမြင့်တင်ဖျားရွှေမြင့်တင်စေတီမင်္ဂလာပါရွှေမြင့်တင်စေတီရဲ့အနီးမှာဒေသအခေါ်နတ်ရေကန်ဆိုပြီးတော့ရှိပါတယ်ဒါကဒေသကနေခေါ်နေကြတဲ့နတ်ရေကန်ဖြစ်ပါတယ်ဒါနတ်ရေကန်ပေါ့နော်တာဝန်ရှိသူရဲ့ပြောပြချက်အရာစောစောကပြောတဲ့နတ်ရေကန်ကနတ်ရေကန်အစစ်မဟုတ်ပါဘူးတဲ့အခုဒီစေတီရဲ့အောက်မှာရှိနေတဲ့ကျွန်တော်တို့ရေထွက်တာလေရင်ကျွန်တော်တို့နိုင်ကန်အစ်စ်ဖြစ်တယ်ဆိုတဲ့အကြောင်းဒါတာဝန်ရှိသူရဲ့ပြောပြချက်အရာသိရတယ်။တာဝန်ရှိသူကိုယ်တိုင်ကျွန်တော်ကိုတော့လေးဖွင့်ပေးသွားတာပေါ့နော်။ကျေးဇူးတင်ပါတယ်တာဝန်ရှိသူကိုလည်း။နိုင်ကန်အစ်စ်ကိုတော့တဲ့ဒီဇီဒီရဲ့အောက်ထဲမှာဒါကရှိပါတယ်လို့ပြောပါတယ်။ဒါဇီဒီရဲ့အောက်ထဲကနေပြီးတော့မှနိုင်ကန်ကစီးထွက်လာမယ်။စီးထွက်လာပြီးတော့မှဘယ်ဘက်ကိုရောက်သွားမလဲဆိုလို့ရှိရင်ဒီမှာနိုင်ကန်ရဲ့ဒါနေရာဖြစ်ပါတယ်။ဒါဇီဒီလေးရဲ့အောက်ထဲမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တော့ဒီမှာသိမမြင်အောင်တမီထိုးပြရမယ်ရှင်နေရေကန်အစ်စ်ရှိတဲ့ဖက်ဇီဒီဖြစ်ပါတယ်အဲ့ဇီဒီအောက်ကနေပြီးတော့မှ
စီးဝင်လာလိုက်တာဒီမှာကျွန်တော်တို့မြင်တွေ့နေရတဲ့နဂါးလေးပေါ့နော်အဲ့ဒီနဂါးရဲ့အောက်ကိုရေရကရောက်ရှိမှာဖြစ်ပါတယ်ဒီမှာပိတ်ထားတယ်နဂါးရဲ့အောက်မှာရောက်ရှိမှာဖြစ်ပါတယ်အဲ့ဒါကိုပြမယ်ဒီအောက်မှာတဲ့ဒီအောက်မှာဒါဒီအောက်ရောက်လာပေါ့နော်ဒီအောက်ရောက်လာပြီးတော့မှအဒီကနေတစ်ဆင့်ဘယ်ကိုရောက်သွားလဲဆိုလို့ရှိရင်ဒီမှာကိုနှဝင်းရေကန်ထဲကိုရောက်မှာကိုနှဝင်းရေကန်ဆိုတာဘာလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဇေဒီ6စုရှိပါတယ်ဇေဒီ6စုရှိတဲ့အကြောင်းကိုနှဝင်းရေကန်ထဲကိုကျွန်တော်တို့ရောက်မယ်ကိုနှဝင်းရေကန်ထဲကိုဒါရောက်လာပြီကိုနှဝင်းရေကန်ကနေတစ်ဆင့်ကျွန်တော်ဒီဘက်ကိုဒီဘက်ရောက်လာမယ်ဒီကနေပြီးတော့မှကိုနှဝင်းရေကန်ကနေတစ်ဆင့်ဒီကရေထွက်လာတယ်ထွက်လာပြီးတော့မှဒီမှာမင်္ဂလာနဲ့ရေကန်ထဲကိုရောက်ရှိလာတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကန်ကိုလည်းနဲ့ရေကန်လို့တော့ပြောလို့ရတယ်ဒါပေမဲ့နဲ့ရေကန်အစ်စ်ကတော့ဇီရီရဲ့အောက်မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ရှုအားပေးတဲ့သူအားလုံးကိုကျမ်းမာချမ်းသာပြီးလူရင်းဆန္ဒနှလုံးတော်ဝပြေးကြပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေဘိုင်ဘိုင်